အော်စီးနေတဲ့စမ်းချောင်းလေးစမ်းချောင်းမှာကျွန်တော်ငါရှာထွက်မှာဖြစ်ပါတယ်ပတ်လဲတော့ကျွန်တော်ဝါပင်နေတော့တော့ဘွားနဲ့ဆေးရဲဆိုပြီးနေတဲ့အနေထားပါတိန်နေလဲကင်းစင်နဲ့ရာသီဥတုလည်းကောင်းတယ်အခုတော့ကျွန်တော်ငါတော့ရှာမင်းနေရာတော့မရောက်သေးဘူးเนาะကျွန်တော်ချစ်ချင်းနဲ့ကျွန်တော်သွားနေပါတယ်ဒါတော့တောင်ရလုတ်ဖို့တဲ့သူများမိရှူထားတာပါเนาะချောင်းလေးပါရှူကြီးဒီပင်လေးကတော့ကျွန်တော်ဒေတာခေါ်တိုက်ကောက်ပင်လို့ခေါ်တယ်။ဒါကျွန်တော်ချောင်းပေးမှာသူ့ကိုသဘောအလေးချပေါက်တာဖြစ်ပါတယ်။ကျွန်တော်ငါရှာလို့ရပြီဆိုရင်ဒီရွက်အနုလေးတွေကိုကုဆုပြီးတော့ကျွန်တော်ငါးနဲ့ရောပြီးတော့ချက်စားရအရာတာရှိပါတယ်ဗျာ။ဒီလိုလေးပေါ့နော်။အနုလေးပါဒါတွေကကျွန်တော်တော့ဘဝမှာဆိုအရန်ကောင်းတဲ့ပင်ဖြစ်တဲ့ကောက်လို့ခေါ်ရပါတော့တခြားနေရာတော့ခေါ်တယ်တော့ကျွန်တော်မသိဘူးအဲကျွန်တော်ငါနဲ့ချက်ဆိုင်အရန်ကောင်းပါတယ်ဒါတော့ကျွန်တော်တဲ့ကောက်ပင်ငါလေးနဲ့ချက်ဆိုင်တော့ဆွေမျိုးမိတာပေါ့ဗျာ哎呦我的妈โอเคကျေးဇူးပါခုကျွန်တော်ငါဖမ်းမနေရောက်တော့မယ်အိုး